ကျွန်တော်အိမ်ပြန်ဖို့ဘတ်စကားပေါ်တက်တော့မဲ့အချိန်လေးမှာပဲအဖိုးကိုတယောက်ကျွန်တော်ရှိမှရုတ်တရက်လဲကျသွားခဲ့ပါတယ်ကျွန်တော်သူ့ကိုထူပေးဖို့အမြန်လန့်လိုက်ပေမဲ့သူ့မျက်နှာပေါ်ကအမာရွတ်ကြောင့်လက်ဖြတ်သွားခဲ့တယ်ရင်မောင်းကကျွန်တော်တို့ကိုမြန်လုပ်ဖို့တိုက်တွန်းနေပေမဲ့အဖိုးအိုကကျွန်တော်ကိုရုတ်တရက်တင်းတင်းကြပ်ကြပ်ဆွဲထားပြီးလွှတ်မပေးခဲ့ဘူးဒါကြောင့်ရင်မောင်းကတကားပိတ်ပြီးမောင်းထွက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘတ်စကားပေါ်မှာစပင်းနီယောင်နဲ့အမျိုးသားတယောက်ကိုကျွန်တော်တွေ့လိုက်ရတယ်အဲ့ဒါချက်ဖြစ်နေခဲ့တယ်ကျွန်တော်ဘတ်စကားနောက်ကိုအလင်းအမြန်လိုက်ဖမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့အဝေးကိုမောင်းထွက်သွားတာကိုပဲကြည့်နေခဲ့ရတယ်အဖိုးကိုလက်လျှောက်ဖို့ခက်ခဲနေတယ်လို့ထင်ပြီးသူ့ကိုကျွန်တော်ကုန်းပိုးပြီးအိမ်ပြန်ပို့ဖို့ဆုံးဖြတ်လိုက်တယ်ခြေလန်းနဲ့ငယ်လှမ်းပြီးတာနဲ့တခုခုမားနေတာကိုကျွန်တော်အာယုံခံမိလိုက်တယ်အဖိုးအိုကအေယာမကြောက်တုံးကြီးတုံးကိုတည်ထားရတယ်လို့မယုံနိုင်တော့အောင်လေးလံနေပြီးသူလုံးဝအသက်မရှူတော့ပါဘူးမကြခင်မှာပဲအဖိုးအိုကရုတ်တရက်တွက်လက်လာပြီးကျွန်တော်ကိုထူးဆန်းတဲ့စကားတချို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲအငှားရင်တစည်းဖြတ်မောင်းလာခဲ့တယ်ကျွန်တော်အငှားရင်စီးပြီးဘတ်စကားနောက်ဆက်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်နောက်လဲကြည့်လိုက်တဲ့အခါကျွန်တော်နောက်ကအဖိုးအိုပျောက်ကွယ်သွားနေပြီးဖြစ်နေခဲ့တယ်ထူးဆန်းတာကအငှားရင်မောင်းကကျွန်တော်အချိန်တိုင်းတယောက်တည်းရှိနေခဲ့တာလို့ပြောခဲ့တယ်ကျွန်တော်နှစ်ခါပြန်စဉ်းစားဖို့အချိန်မရခဲ့ဘူးရင်ပေါ်အမြန်တက်ပြီးမောင်းထွက်ခဲ့ကြတယ်ရင်ကလှိုင်ကောင်းနဲ့ဝင်လိုက်တာနဲ့ဘတ်စကားပြင်းပြင်းထန်ထန်ဝင်တိုက်မိထားတာကိုကျွန်တော်တွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာမှအဖိုးအိုကကျွန်တော်ကိုကဲတင်ခဲမှန်းကျွန်တော်သဘောပေါက်သွားခဲ့တယ်ကျွန်တော်တဲလွန်စရှာဖို့ပျက်စီးနေတဲ့ဘတ်စကားပေါ်တက်ခဲ့တဲ့ကန်ကောင်းစွာနဲ့ပဲအမျိုးသမီးတယောက်အသက်ရှူနေသေးတယ်ရဲတွေမကြခင်ရောက်လာပြီးခီးသည်တွေကိုရေတွက်ကြည့်ရလူတယောက်ပျောက်ဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်အမှန်တရားကိုဖော်ထုတ်ဖို့မျှော်လင့်ချက်နဲ့ကျွန်တော်အမျိုးသမီးကိုပြုစုဖို့အိမ်ခေါ်သွားခဲ့တယ်မတော်တဆမှုမဖြစ်ခင်ဘာဖြစ်ခဲ့တယ်လဲလို့သူမကိုမေးခဲ့တယ်ဘတ်စကားလှိုင်ကောင်းနဲ့ဝင်တာနဲ့စပင်းနီနဲ့အမျိုးသားကရုတ်တရက်တိုက်ခိုက်ပြီးလူတိုင်းကိုနေရာမှာတင်တက်ပစ်ခဲ့တယ်လို့သူမပြောပြခဲ့တယ်တခုခုလွဲနေတာကိုအာယုံခံမိပြီးကျွန်တော်မတ်တက်ရက်ကခွက်တလုံးကိုတမင်တက်တိုက်ချလိုက်တယ်ခံကွဲဆော့ကိုကောက်ယူပြီးသူမလဲပင်ကိုထောက်ထားလိုက်တယ်ကျွန်တော်အကြောင်းပြချက်ကတော့တခြားလူတိုင်းကြောက်မက်ဖွယ်ရင်တိုင်းမှုမှာတေဆုံးသွားခဲ့ပေမဲ့သူမကလုံးဝတန့်ရှင်းနေခဲ့တယ်တွေးဆုံးတဲ့အရာတခုမှမရှိပဲပေါ့ဒါအပြင်ကျွန်တော်သူမရဲ့နောက်ကျောင်းကိုစုံစမ်းပြီးသူမအိမ်ကဘတ်စကားလမ်းကျောင်းနဲ့လုံးဝဆန့်ကျင်ဘက်အရက်မှာရှိနေခဲ့တာပါဒါကြောင့်သူမပြောသမျှအရာအလုံးကလိန်ညာမှုတွေပါသူမကတကယ်လူသက်သမားအစ်စ်ပါဖော်ထုတ်ခံရပြီးနောက်အမျိုးသမီးကဟန်ဆောင်တာရက်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမကအမျိုးသားတယောက်ဖြစ်ပုံစံပြောင်းသွားခဲ့ပါတယ်